手！တနေ့မှာလင်းဟန်မှသူစစ်တီများနဲ့ရန်သူစစ်စခန်းတွေကိုဝင်ရောက်တိုက်ကြပါတော့တယ်ချစ်သူကောင်မလေးမှလည်းသူမကြီးချစ်သူအသက်အန္တရာယ်ကင်းမှုအတွက်ဆူတောင်းနေရှာတာပေါ့လင်းဟန်တို့မှာစစ်တီအင်အားမမျှတမှုတွေကြောင့်ထင်တလောက်ချေမုန်းနိုင်ခြင်းတို့မရှိဘူးဖြစ်နေတာပေါ့ရန်သူတွေဘက်ကလည်းတာမန်လူတွေမဟုတ်ပဲမော်တက်တွေကိုတုံးပြီးကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်လာတာပါအခြေအနေကတော်တော်လေးဆိုးသွားတာကြောင့်လင်းဟန်တို့ဘက်ကခဏဆုတ်ခွာခဲ့ရပါတယ်ဒီတိုက်ပွဲမှာလင်းဟန်တယောက်တန်ရာတွေအပြင်းထန်ရလာခဲ့ပါတယ်သူပြန်ရောက်လာတော့သူချစ်ရတဲ့မိန်းကလေးကသူ့တန်ရာတွေကိုကြည့်ပြီးအရန်ကိုစိတ်မကောင်းဖြစ်သွားတယ်နောက်ဆိုရင်အသက်ကိုပတာနဲ့မထားပဲစွန့်မလုပ်ဖို့လည်းငိုပြီးတားပါတယ်ဒါပေမဲ့လင်းဟန်ကတော့ဒီတန်ရာတွေကသူ့အတွက်အသေးအမွှားလေးပါလို့ပြောပြီးချစ်သူကောင်းမလေးကိုနှက်သိမ့်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကောင်မလေးကလင်းဟန်ကိုရင်ခုန်စရာကတိတစ်ခုပေးလိုက်ပါတယ်အခုအချိန်ကအပန်းဖြေနေရမယ့်အချိန်မဟုတ်သေးလို့တိုင်းပြည်ကိုအောင်မြင်မြင်ပြန်လဲတည်ထောင်ပြီးပြည်သူတွေကိုကတင်နိုင်တဲ့တနေ့ကျရင်လင်းဟန်ကိုပဲလက်ထပ်ပါမယ်တဲ့လင်းဟန်တယောက်တည်းကိုပဲသူ့ကိုပိုင်ဆိုင်ခွင့်ပေးမယ်လို့ကတိပေးလိုက်တာပါဒီစကားလဲကြားလိုက်ရောလင်းဟန်တယောက်ချက်ချင်းဆိုသလိုတွေးတွေစုပွက်လာပြီးစစ်တိုက်ချင်းစိတ်တွေတဟုန်ဟုန်တောက်လောင်လာပါတော့တယ်အဲ့ဒါနဲ့ချက်ချင်းပဲသူ့လူတွေကိုစုပြီးရန်သူတွေကိုအသေးသက်ဖို့တိုက်ပွဲစီကိုထပ်ပြီးထွက်သွားပါတော့တယ်ချစ်သူရဲ့ဂရီစကားကြောင့်စိတ်သက်တွေတက်နေတဲ့လင်းဟန်တယောက်ရန်သူတွေကိုဘလို့တွေအပြည့်ရှင်းမလဲဆိုတာစက်ကြည့်ဖို့အကောင်လေးကိုဖော်လို့လှုပ်ထားဖို့မမေ့နဲ့အောင်တော့